မင်္ဂလာပါခေတ်တစ်ဖက်ထွက်မီဒီယာမှာထိတ်တန့်ကြောင့်မြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်။ကြားဖြူတိုက်ပွဲမှာစစ်တပ်ကကြီးရည်လေးအုံပြုပြီးအေအေကိုအပြင်းထန်ထိုးစစ်ဆင်နေပြီးမြင်အကြအဆုံးများပြီးရှေ့မတိုးနိုင်ဖြစ်နေငသိန်းချောင်းကိုထပ်မံထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းအလောင်းတော်မကောင်းနိုင်မဲ့ထပ်မံထွက်ပြေးရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကြားဖြူမျိုးနယ်ကအာရခတက်တော်ထင်ချုပ်ထားတဲ့နေရာတွေကိုကြီးရည်လေးပေါင်းပြီးအကြမ်းမဲ့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေပေမဲ့လည်းအကြအဆုံးများပြီးရှေ့ဆက်မတိုးနိုင်ဖြစ်နေတဲ့အတွက်ထိုးစစ်ကိုဆက်လက်အကောင့်ထဲမဖော်နိုင်ဖြစ်နေတယ်လို့ဒေတာရင်းစီရေးသတင်းရှင်မြစ်ကပြောပါတယ်။စစ်တပ်ကကြားဖြူမှာအေးထင်ချုပ်ထားတဲ့နေရာတွေကိုပြန်လည်ရရှိဖို့ကြီးရည်လေးပူပေါင်းပြီးအတကုံထိုးစစ်ဆင်တိုက်ခိုက်နေတာနောက်ဆုံးပေါ်ဆက်လက်တဲ့ပစ္စည်းတွေနဲ့ရေချောင်းကရောလေချောင်းကရောပူပေါင်းတိုက်တာမြေပြင်ကဆိုရင်လည်းဒုံးတွေလွတ်ပြီးတိုက်တယ်လို့ဒုံးကျည်တွေနဲ့ပါချတာဒါပေမဲ့အေးကလည်းအပြောင်မြောင်ဆုံးနဲ့အကောင်းဆုံးခုခံတိုက်တာလက်တွေ့တကယ်မြေပြင်မှာစစ်တပ်ကအကြဆုံးအရန်များတော့စစ်တပ်ကထင်တယ်လို့တိုးမပေါက်နိုင်ဖြစ်နေတယ်လက်ရှိချိန်မှာတော့ထိုးစစ်ကိုဆက်လက်မဖော်ဆောင်နိုင်ပေလေချောင်းကနေဒုံးချက်တို့နဲ့လှမ်းပစ်ခတ်မှုတွေဒါလုပ်နေပါတယ်အော်တိုဘာလ30ရက်နေ့ညနေပိုင်းကကြားဖြူမြို့နယ်စင်းချောင်းကုန်းဝေကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပေဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကစစ်တပ်ကအကြဆုံးများနေ၍အညွတ်အတေးဖြင့်တိုက်ခတ်ခြင်းဖြစ်ကြောင်း၎င်းကပြောပါသည်အဆိုပါတိုက်ခတ်မှုအတွင်းအမျိုးသမီးအပါအဝင်6ဦးသေဆုံးပြီး20နီးပါးတရားရရှိတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘာလ31ရက်နေ့ကလည်းအေအေထင်ချုပ်ထားတဲ့အော်တိုဘာလ31ရက်နေ့ကလည်းအေးထင်းချုပ်ထားတဲ့ကြားဖြူမျိုးနဲ့တန်းချောင်းကျေးရွာကိုအင်အား100ကျော်ဖြင့်နောက်ထပ်တစ်ဖက်စစ်ကြောင်းထိုးတက်လာတဲ့စစ်ကြောင်းကဆိုင်းချောင်းကျေးရွာအကျော်မှာအပြတ်အသက်ချေမှုန်းခံလိုက်ရတယ်လို့၎င်းကပြောပါတယ်။၎င်းစစ်ကြောင်းကရဲတပ်ရင်32မှာထုံနှုတ်အင်အား100ကျော်နဲ့ဆိုင်းချောင်းကျေးရွာကိုကျော်ပြီးတိုင်းချောင်းဘက်သို့ထိုးစစ်တက်လာရာလန်တက်ဆောင်မှာလည်းအသင်းဆောင်ဆိုင်နေတဲ့အာရခတပ်တော်ကစီကြိုတိုက်ခိုက်ရာစစ်သားအများအပြားချေမှုန်းခံလိုက်ရတယ်လို့ဆိုပါတယ်။တောက်ကြနေနေ့လယ်ပိုင်းကဆိုင်းချောင်းကိုကြော်ပြီးထိုးစစ်တက်လာတဲ့စစ်ကောင်စီတွေကိုကားလက်နဲ့ဆောင်အဆင်ဆောင်ပြီးအေအေကပျောက်ကြားစနစ်နဲ့တိုက်တောင်းအလောင်းတော်မကောက်နိုင်ခဲ့ဘူးစစ်တပ်ကနောက်ဆုတ်ပြေးရတယ်လို့ပြောပါတယ်။၎င်းနှစ်ဖက်တိုက်ပွဲမှာတနအီခန့်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်စစ်တပ်ကအကြဆုံးများကစစ်တော်စင်ချာကြားဖြူလေးကွာဆောင်အထိအလောင်းများချန်တာခဲ့ကထွက်ပြေးသွားတယ်လို့၎င်းကဆက်လက်ပြောပါတယ်။ထို့သောကြဆုံးများတဲ့အတွက်အကြမ်းဖက်မြန်မာလေးတပ်ကတိုက်ပွဲဖြစ်ပွားရာတိုင်ချောင်းရွာအနီးပတ်ဝန်းကျင်ကိုဂျက်လီရင်ဖြစ်လာရပုံကျဲတယ်လို့သိရပါတယ်။စစ်တပ်ကတိုင်ချောင်းချောင်းဝါတို့ကိုမကြာခဏထိုးစစ်ဆင်နေပြီးမြင်အောင်မြင်မှုမရရှိတဲ့အပြင်အကြအဆုံးများပြီးနောက်ဆုံးနေရတယ်လို့အခြားစစ်ဆောင်ဒေသခံတအူးကပြောပါတယ်။ချောင်းဝါနဲ့တိုင်ချောင်းဘက်ကိုစစ်တပ်ကလက်နက်ကြီးပစ်ကူဒွန်ပစ်ကူနေပြည်ပစ်ကူတွေနဲ့စစ်ကြောင်းထိုးတက်တယ်။ဒါပေမဲ့သူတို့ရည်ရွယ်ထားတဲ့နေရာကိုမရဘူး။အကြအဆုံးများနဲ့နောက်ဆုံးနေရတယ်။သူတို့စစ်တပ်ကအတိကအဲ့ဒီလေးကွာစုံနေရာကိုယူထားပြီးထိုးစစ်ဆင်နေတာပါအနီးနားကျင်းရွာတွေကိုလည်းဒုံးနဲ့ပုံချတယ်လက်နက်ကြီးနဲ့ပစ်တယ်လေရင်ကပုံလာကျဲတဲ့ရွာကလူတွေအကုန်ထွက်ပြေးနေရတယ်လို့ပြောပါတယ်လက်ရှိမှာအာရခတက်တော်ဤစီရေးပြူဟာမှာပြောင်းလဲသွားပြီးစစ်တပ်ကိုတက်ကွင်းနဲ့လို့များခေါ်ကသူတို့အကွက်ထဲဝင်လာလျင်အပိုင်တိုက်ခိုက်ရမှာစစ်သားများအသင်ဆုံးများနေခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်ဆလပင်းနထိုးကြီးမြို့နယ်မှာအကြမ်းမဲ့ဆုံးစစ်ကြောင်းနဲ့ရှင်တစီကုံဒရုန်းနဲ့2ရက်ဆက်တိုက်ခိုက်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာစစ်ကောင်စီစစ်ကြောင်းနဲ့စစ်ကားတစ်စီးကိုဒရုန်းနဲ့2ရက်ဆက်သွားရောက်တိုက်ခိုက်ခဲ့တယ်လို့27 Revolution ဖော်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့နဲ့29ရက်နေ့တွေမှာနထိုးကြီးမြို့နယ်ရှိမိုးကန်ရွာမှာစစ်ကောင်စီစစ်ကြောင်းနဲ့စစ်ကားတစ်စီးတို့ကိုဒရုန်းနဲ့ပုံနှိချပြီးတိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်မှအထိနာခဲ့တာကြောင့် UAV တုံးနဲ့ကင်းထောက်ပြန်တမ်းပြီးတော်လှန်ရေးအင်အားစုတွေရဲ့ကားတစ်စီးကိုပြန်လည်တိုက်ခိုက်ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့လည်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်အမှတ်1တရင်မြင်းချန်ခရိုင်အမှတ်10တရင်နထိုးကြီးမြို့နယ်ပါကဖားနဲ့ရေစကြိုတပ်ပေါင်းစုတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့ဘက်မှလူထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလန်ပင်မြောက်ရီမျိုးနဲ့လေးကိကော်မျိုးတစ်တို့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှအထိနာပြီးပိတ်မိနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ရီမျိုးနဲ့လေးကိကော်မျိုးတစ်တို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်တပ်ဘက်မှအထိနာနေကြောင်းကရင်စီရဲ့သတင်းစင်မြစ်ကပြောကြားပါတယ်။စက်တင်ဘာလ21ရက်နေ့မှာစ၍ယနေ့အချိန်ထိလေးကိကော်မျိုးတစ်ပတ်သို့အကြမ်းဖက်စစ်တပ်နဲ့ BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း3ကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာရသေးကူကျော်ဘွားတောင်ပေါ်သို့ရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကြောင်းမှာ
မိုင်းကွင်းအတွင်းကျုံဝင်သွားပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြားသေဆုံးကရော်လောင်းများစွာကျရှိနေကြောင်းသိရှိရပါတယ်။ထို့သောပိတ်မိနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုကယ်ထုတ်နိုင်ရန်လေကြောင်းဒရုန်းမစ်ဇိုင်းများဖြင့်တိုက်ခိုက်နေပေမယ့်စစ်တပ်စစ်ကြောင်းမှဆက်လက်ပိတ်မိနေပြီးပြန်ဆုံမရဖြစ်နေတယ်လို့ဆိုပါတယ်။စစ်တပ်စစ်ကြောင်းတွေလေးကီကွန်ရသေးကူကြော်ဘူးဝါတောင်ကျောပေါ်မှာမိုင်းကွင်းနေတဲ့စစ်ကြုံဝင်သွားလို့ပိတ်မိနေတယ်။အဲ့ဒီစစ်ကြောင်းတွေကို KNL မဟာမိတ်တပ်တွေကဖျက်တောက်တိုက်ခိုက်နေလို့အကြဆုံးများနေတာစစ်တပ်ကလေကြောင်းပစ်ကူဒရုန်းမစ်ဇိုင်းပစ်ကူပေးပြီးပြန်ဖောက်ထွက်ဖို့လုပ်နေပေမယ့်ဆက်လက်ပိတ်မိနေပြီးချိန်မုံတိုက်ခိုက်ခံနေရလို့အလောင်းတွေပုံနေတယ်။တိုးလာသမျှပါစာတွေတင်နေတာမနေဘူးပြန်ဆုပ်လို့လည်းမရဘူးဖြစ်နေပြီလို့ KNL စီရဲ့သတင်းစမြစ်ကပြောကြားပါတယ်။ဒါအပြင်မင်းလက်ပံရွာမှာဖလူရွာဘက်သို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းမှလည်းမင်းလက်ပံပြောင်းခွင်တောင်ကုန်းများဘက်မှဖျက်တောက်တိုက်ခိုက်ခံနေရကြောင်းသိရပါတယ်။တခြားတစ်ဖက်မှာလည်းအကြမ်းဖက်စစ်တပ်ကအကြောင်ပြောင်းဝင်ရောက်ဆင်းနှင်ခဲ့သည့်ကြားဖြတ်အခြေဆိုင်ရာKKပတ်အတွင်းရှိကားဆိုင်ကယ်လျှက်စစ်ပစ္စည်းများကို BGF တပ်ဖွဲ့ကမြဝတီမြို့သို့တည်ဆောင်ကားရောင်းစားနေကြောင်းရင်းကြားဖြတ်လုပ်ငန်းလုပ်ကိုင်ရာအဆောက်အအုံများကိုပုံခွဲဖြိုချသည့်ရုပ်သံဗီဒီယိုဓာတ်ပုံများကိုရိုက်ကူးကဝါဒဖြန့်ချီရန်လှုံ့ဆော်လျက်ရှိပြီးရင်းအဆောက်အအုံပုံစံများကိုရွှေကုတ်ကိုမြို့တင်မှာပြန်လည်တည်ဆောက်ရန်ရှိတယ်လို့သိထားကြောင်းကရင်စီရဲ့သတင်းရှင်မြစ်ကဆိုပါတယ်ကြားပြိုက်ခေပတ်မှာတရုတ်တွေကခြံထားခဲ့တဲ့ကားဆိုင်ကယ်လျှက်စစ်ပစ္စည်းတွေကို BGF ကမြဝတီဘက်သို့တည်ပြီးကြောင်းစာနေတဲ့စစ်တပ်ကခေပတ်ထဲမှာတက်ဆွဲထားတဲ့အောင်သတင်းလွှင့်ထားတဲ့ပြီးတော့နေတဲ့အဆောင်တွေကိုပုံခွဲဖြိုချရှင်းလင်းတဲ့တပ်ပုံရုပ်တံတွေဆိုင်ပြီးဝါဒဖြန့်မှုစစ်တပ်ကို BGF ကသတင်းပို့ပေးရတဲ့ခေပတ်3တက်5တက်2တက်အဆောင်တွေကိုဖြိုချပေးရင်ရွှေကုတ်ကိုထဲမှာ10တက်15တက်အထက်မြင့်တွေပြန်ဆောက်ဖို့ပြင်နေတယ်လို့ကရင်စီရဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်ရှင်။